ထိုင်းက food blog တွေထဲမှာကြော်စားနေကြသလိုမျိုးကြက်ချီရောက်ကိုမှဒီလိုအကျွတ်ကြော်လေးကြော်စားကြည့်ခဲ့ပါတယ်ရှင်။သူတို့ကတော့ကြက်ချီရောက်ကိုမပြုတ်ခွဲတဲ့တခါတည်းတန်းကြော်တဲ့ပုံစံပါရှင်။ကြက်ချီရောက်ကြော်ဖို့အတွက်အရင်အမုံဆက်ပါတယ်ရှင်။အမုံကိုဂျုံက9စွန်းထည့်ပါတယ်။ကော်မုံကို2စွန်းထည့်ပါတယ်ရှင်။အကျော်မုံနဲ့ရင်နဲ့ကြော်လို့လည်းရတယ်ဆိုပေမဲ့ပေါ့နော်။ခုကြော်တဲ့ပုံစံကဂျုံမုံနဲ့ရင်နဲ့ကြော်တာပိုလိုက်လို့ဂျုံမုံနဲ့ရင်နဲ့ပဲကြော်လိုက်တာပါရှင်။ရရအတွက်ကိုစားရဲချိုမုံရဲကြက်သားမုံလေးရဲထည့်ပါတယ်။ပြီးတော့အယောင်အတွက်ကိုငရုတ်သီးမုံလေးနဲ့ရဲငရုတ်ကောင်းမုံရဲထည့်ပါတယ်ရှင်။ပြီးတော့အားလုံးကိုနှံ့အောင်မွေလိုက်တယ်ပေါ့နော်။အမုံတွေအားလုံးနှံ့သွားပြီဆိုရင်အမုံတွေကတဝက်လောက်ကိုပေါ့နော်။မုံနဲ့ရေဖြော်လိုက်ပါတယ်ရှင်။တစ်ချီတော့ကြော်လေးကိုမုံသားထူထူလေးနဲ့စားကြင်လို့ပေါ့နော်။မုံရည်ကိုတော့ခက်ပြစ်ပြစ်လေးဖြော်ထားပါတယ်ရှင်။မုံရည်လေးကိုတော့ခဏလေးနှက်ထားပြီးတော့ပိုကောင်းနေပေါ့နော်။ဒါပေမဲ့ဒီကတော့တစ်ခါတည်းကြော်လိုက်ပါတယ်ရှင်။မုံရည်ထဲမှာချက်ချီတော့ကလေးကိုနှစ်လိုက်အမုံလေးကက်လိုက်နဲ့ကြော်လိုက်ပါတယ်ရှင်။ကိုကမုံသားလေးတွေထူထူလေးစားကျင်နေဆိုရင်တော့နှစ်ခါလောက်မုံရည်ထဲမှာနှစ်ပြီးတော့အမုံလေးတွေကတ်လိုက်ပေါ့နော်။ဒါဆိုရင်မုံသားထူထူလေးစားလို့ရပါပြီ။အမုံလေးတွေကတ်ပြီးပြီဆိုရင်တော့ကြက်ချီတော့ကလေးကြော်လို့ရပါပြီ။ကြက်ချီတော့ကလေးကိုမီးအေးလေးနဲ့ကြော်ခဲ့ပါတယ်ရှင်။ကြက်ချီတော့စိမ့်တွေကိုပေါ့နော်တခါတည်းတန်းပြီးကြော်ခဲ့တာဖြစ်လို့မီးအေးလေးနဲ့ခက်ကြကြလေးကြော်ခဲ့ပါတယ်ရှင်။မုံသားလေးတွေရဲလာပြီဆိုရင်တော့ကြက်ချီတော့ကြော်လေးရပါပြီရှင်။ကြက်ချီတော့ကြော်လေးအောင်မြင်လားမအောင်မြင်လားမြည်ကြည့်လိုက်ပါအောင်မယ်ရှင်။ပုံစံကြည့်ရတဲ့လောက်ကတော့အဆင်ပြေမဲ့ပုံရှိပါတယ်။မုံသားလေးတွေကြည့်ရတာတကယ်ကျွတ်နေတဲ့ပုံစံလေးပါ။တကိုက်ကြည့်လိုက်တော့ပေါ့နော်ကြက်ချီတော့ကလေးကနူးပါတယ်ရှင်။အရန်ကြီးမာနေတာမျိုးမရှိဘဲနဲ့နည်းနည်းလေးစတောက်ကလေးပဲဖြစ်တယ်ပေါ့နော်။ဒါကလည်းကြက်ချီတော့ရဲ့ငကိုပုံစံကလေးကသူ့ရဲ့အယိုးနုလေးတွေကစတောက်ဖြစ်တာဆိုတော့လေကြက်ချီတော့ကလေးကိုမပြုတ်ဖဲနဲ့ကြော်ခဲ့တယ်ဆိုပေမဲ့ပေါ့နော်စားရတာလေးကတကယ်အဆင်ပြေခဲ့ပါတယ်ရှင်။ကိုကတကယ်လို့ကြက်ချီတော့ကိုနည်းနည်းအီလေးစားခြင်းနဲ့ဆိုရင်တော့ပေါ့နော်နည်းနည်းတရေလောက်ပြုတ်ရှင်ပြုတ်ပေါ့နော်ဒါပေမဲ့အရန်ကြီးအီသွားပြီးမှကြော်တယ်ဆိုရင်လည်းပေါ့နော်စားရတာကကောင်းမယ်မထင်ဘူးအခုလို့စတောက်ကလေးဖြစ်နေတာကအခုကြက်ချီတော့ကြော်ရဲ့ style လိုမျိုးလေးဖြစ်နေပါတယ်ရှင်